Australia side hello ဒီနေ့မှာကျွန်တော်ရုံးမလေးပင်ဆိုင်မယ်နော်ဒါဆိုယူ3ရက်ကျွန်တော်စိတ်နာတယ်ဒါတော့ဘယ်မှာဆိုင်မယ်လို့ဆိုရင်တော့အဖိုးချံပေါ့ဒါတော့အဖိုးချံဖြစ်တယ်နော်ဒီကထားတဲ့ဟာဒါပေမဲ့လူအများစုထင်တာတော့ကျွန်တော်ချံလို့ထင်တယ်ကျွန်တော်မနိုင်နော်ဒါအဖိုးကစိုက်စားတဲ့အဖိုးချံဒီပြောင်းဟာကျွန်တော်ဆိုရင်ဘယ်လိုဒီဆိုင်လဲဒါပေမဲ့မြင်တော့တော့များရရှင်းမနိုင်ဒါပေမဲ့ကိုဆိုင်တဲ့နေရာလောက်ပဲရှင်းသေးတယ်ဝါဒါပေတော့ရှိရဟိုမင်းပေတော့နော်ဟိုရှိနေဒါကရှင်ဘောဒါတော့အင်းစားဖို့ပဲပေါ့ organic ဒါနဲ့အများကြီးထွက်လာတော့လေဝယ်စားကြပါဗျာအဖိုးကကိုချင်လိုပဲသဘောထားတဲ့ဆိုတော့ကျွန်တော်လည်းစိုက်တာပဲဒီမှာပြောင်းစားပြောင်းရောမြက်ပြီးရောရှင်းနိုင်ဟေးဒီမှာကျွန်တော်တို့ဒီပဲစိုက်မဲ့တူနေရာဒီကျရင်ပြီးအောင်လို့ပန်းတူစိုက်ခံပန်းတူနေရောမြက်ပြီးရောမြက်တော့များတယ်ညဒီကကြောင်ကြဆိုတော့မလေးရှင်တဲ့လူတွေမလေးလို့ရနော်ဒီဒီအနားယူရှင်တဲ့လူတွေယူလို့ရပါတယ်ဒါထိုင်းအိမ်လေးမှာဟိုအကိုင်းကြီးနဲ့လေအကိုင်းလေးအများကြီးတော့ရိတ်ကောင်းနားတာဟန်ကုန်ပါပြီဒီဘာလို့လဲအပြင်ဆိုင်တော့ဝါဒနာပါလို့တာဝင်ပြီးတော့ဆိုင်ပြီးလိုက်အဖို့ဒီချန်ဝယ်တဲ့လူကတော့ကျွန်တော်အပင်ဘူးတော့ပြန်ပြီးတော့ကွာဒီပင်နေမိုက်တယ်ပင်ဒါကအဝါအပွင့်နဲ့လေထိုင်းနိုင်ငံမှာလူရပြီးကြရင်သပင်လုံးအဝါကြီးပဲအပွင့်နော်ဒါရှင်းရတဲ့ဘုံနဲ့နားတပင်ဒါရရှင်ဒါကိုပြောင်းလို့ပေါ့ဒီကောင်ကလည်းဆိုင်ကြတယ်ဒါတော့တရက်တီးဟိုမှာဝါဒါကအဒီချင်းကွာအကိုလိုက်လေဒါလည်းမသိချင်းဒါတော့ဝါဒီမှာနောက်မှာကျင်းနောက်ဒီစိတ်နေဟိုနောက်မှာကတော့ကျန်ပေါ့မကြောက်မြဲတယ်ဟိုးမမူရိုက်ကြီးဒီပြပြန်လာဒီမြောင်းတော့ဟိုနောက်ကဒီလိုပတ်သွားview are so good very good view guys my dear you bet you up in that tree yeah đi đây nhà làm nhớ đi luôn thế đấy này rồi aku aja no kaki bama tu cen tak kuasi ya ada tiga tong day na yu dia le cho nó si den na ro le ti do chi su bi de so da le ma myo lin ba hu ti do ma tong day be yu de ti do le pasan wa o ti ku bu le da mai sai ma tong day su da cho nó to lu ma ma phit nai kwa da mai tu ka le da dai ma pi ne po no ayin so ta tain pi tha po ayin so ta tain pi thaပြောတော့လေကျွန်တော်မှာအဲ့ချိန်မှာတော့မရှိအဲ့နဲ့သူအချိန်3လတော့ပြီးနေတဲ့အဲ့နဲ့ကျွန်တော်ကလည်းโอเคလို့ကျွန်တော်ကြိုးစားကြည့်မှာပေါ့ကွာ3လအတွင်းမှာဘလို့မှမဖြစ်နိုင်ဆိုတော့အဲ့ဒါနဲ့ဘူးလို့လည်းပတ်စံလို့အမယ်ဆိုရင်ရောင်းတုတ်လိုက်တော့လို့အဲ့နဲ့သူမြောင်းရောင်းလိုက်4သိန်းကျော်ရတော့4သိန်းကျော်ရတယ်။အဲ့မှာသူအဖောက်စေကူပါကူပေါ့။မီလီယံတို့ကြတော့အကြောင်းအကြီးဘိုးဒီလိုနေပါပေါ့ကွာ။ဒီကမှာကူညီကြတာပေါ့။အဲ့ဒါလို့ကျွန်တော်ပို့စေတနာကောင်းတာကျွန်တော်ဒီမဖြစ်တော့မရခဲ့လိုက်ပေါ့။မသားတော့ဖြစ်ပါဘူး။ကိုလည်းမတတ်လို့မရတာ။ဟုတ်တယ်မလား။အဲ့လိုပါလား။
ကဲဒါရုံးလို့ကျွန်တော်ဆွဲပြီးကျွန်တော်လည်းဒီလိုပဲစိုက်တယ်ဟဲ့let's see ကြည့်ကြသေးတာပေါ့ပေါက်လားမပေါက်လားကဲအားပေးလို့ရနော်ကြည်လား thank you တိတ်လေးမှကြိုက်တဲ့ကိုကြီးတို့ဘီယာလေးနဲ့တောက်ချင်တယ်ဆိုတော့ဒီချောင်းလာပြီးတော့အနားယူလို့ရနော် welcome back ဒါမဲ့ဒီချောင်းကတော့မြက်များတယ်မိုးကုံမှလာရင်တော့မိုက်တယ်ပြင်းနေလဲကြီးပေါ့ရှေးစိုက်တော့စိုက်ပြီးရဟဲ့ပေါက်မလားမပေါက်လားမသိဒါမဲ့ပေါက်ဖို့တော့များပါလားမကြည့်ပါအဖိုးချွန်းဆိုပြန်တစ်ဆက်ဒီလိုလုံးလာပဲတက်ကြည့်တော့လေလုံးခိုင်းလုံးမဲ့လူမရှိကျွန်တော်လည်းလောတော့တော့မအားဒီလုံးရလဲဒီလည်းမင်းလုံးနေတော့ဒီလိုတင်တယ်အခုဒါလေးကျွန်တော်လောက်တော့မှအကျင့်မရှိတော့လေညဆိုတော့ခဏလက်ချင်တယ်မရှင်းတော့ထွက်တယ်လေအဲ့လိုရှိတယ်ဒါဒီနေ့လေးတွေဘုတ်ကင်ကြည့်လို့ရရနော်တနိုင်တရားပဲ